မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်မအားလာကိုလွတ်ယုံဖို့ကြံနေပြီလားဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်အခုရက်ပိုင်းမှာတော့ကိုထူးဆန်းတဲ့သတင်းမျိုးကြားနေရပါတယ်ဘာလို့လဲဆိုရင်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုတမရဖြစ်မြင်ရနိုင်နေဆိုတဲ့ထင်ကြီးတွေအများကပေးနေချိန်မှာဦးတန်းရွှေလန်းစင်အတိုင်းမင်းအောင်လှိုင်ကစာဖတ်သူကြီးလုပ်မယ်ဆိုတဲ့တက်တွင်းသတင်းတွေထွက်လာခဲ့တာပါဒီဇင်ဘာလတွင်ပြုလုပ်ခဲ့တဲ့ကြားပြန်ကိစ္စသတင်းစာရှင်းလင်းပွဲအထိစစ်ကော်မရှင်ပြောခွင့်ရစော်မင်းထွန်းရဲ့အဖြေတစ်ခုကြောင့်စစ်ကောင်ဆောင်တမရလှုပ်လာနိုင်ကြောင်းတွေးစရာဖြစ်လာခဲ့ပါတယ်။နိုင်ငံတော်ကတာဝန်ပေးလာပါကစစ်ကောင်ဆောင်ကနိုင်ငံတော်အတွက်သူရဲ့အတွေ့အကြုံတွေကိုအသုံးချပြီးလှုပ်ဆောင်သွားမယ်ဆိုတာမျိုးပြောခဲ့တာပါ။ USDP ပါတီကလွှတ်တော်ကိုယ်စားလှယ်တွေတက်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကိုညွှန်ကြားချက်ပေးပြီးလူတလုံးမဲပြီးခိုင်ခွင့်ရှိနေတဲ့အခြေအနေမှာနိုင်ငံတော်ဆိုတာပြည်သူများစုကိုမရည်ညွှန်းတာသိတာပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီစကားတွေအရတော့တမရနေရာကိုစစ်ကောင်ဆောင်ဝင်လာနိုင်တယ်လို့အများကသုံးသပ်စရာဖြစ်လာခဲ့ပါတယ်။စစ်အာဏာမသိမ်းခင်နောက်ဆုံးပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာလည်းအာဏာမသိမ်းဘူးလို့မပြောနိုင်ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင်နှုတ်ကပြောဆိုခဲ့ပူပါတယ်။သူ့စကားအတိုင်းပဲတိတ်မကြခင်မှာအာဏာသိမ်းခဲ့ပါတယ်။ဒါကြောင့်အခုပြေဆုံးမှုအရလဲမင်းအောင်လှိုင်တမရလှုပ်လာနိုင်ကြောင်းဆက်တွေးတောစရာဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးထွက်လာတဲ့သတင်းတွေအရတမရနေရာကိုစစ်ကောင်ဆောင်ကဗိုလ်ချုပ်ကြီးဟောင်းမြထုံးကိုရထားကြောင်းတပ်တွင်းမှာသတင်းထွက်ပေါ်လာပါတယ်။သူ့ကိုအများကလွတ်တော်ဥက္ကဋ္ဌဖြစ်လာနိုင်တယ်လို့သာသုံးသပ်ထားခဲ့ကြတာပါ။ဘာလို့တမရနေရာပေးချင်လာရတာလဲစဉ်းစားပြီးတော့သူချိုးဖောက်ခဲ့တဲ့ဦးတန်းရွှေရဲ့အစီအစဉ်ပလန်အတွက်အဖက်ပြန်စေချင်တယ်လို့ခံမှန်းရပါတယ်။အာနာရှင်ဦးတန်းရွှေရဲ့တက်ချုပ်နေရာစဉ်ပလန်အရမအားလာပြီးရင်တက်ချုပ်ဖြစ်ရမှာကဗိုလ်ချုပ်ကြီးဟောင်းမြထုံးဖြစ်ပါတယ်။ဒါပေမဲ့မင်းအောင်လှိုင်ကသူပြီးရင်အရေးချင်းကိုက်ညီသူမရှိဆိုတဲ့မှတ်ချက်နဲ့နေရာဖက်မပေးခဲ့လို့မြထုံးကဗိုလ်ချုပ်ကြီးဘဝနဲ့ညီကုန်းချုပ်သွားခဲ့ရတာပါဒီအကျွေးကိုပြန်ဆက်ရရောက်သလိုဦးတန်းရွှေကိုလည်းနှစ်သိမ့်ပြီးနောက်ွယ်ကနေပြန်ကစားနိုင်ဖို့တမရလုပ်ပေးတာမျိုးလို့ယူဆရပါတယ်အရှင်ကတမရဖြစ်လာနိုင်တယ်လို့လူတွေထင်ကြေးပေးနေတာကမင်းအောင်လှိုင်ပြီးဥခင်နဲ့ဦးညိုစောပါအခုတရင်ရသူတို့နှစ်ဦးနောက်ကောက်ကျသွားပြီဖြစ်ပါတယ်တမရနေရာအတွက်မထင်မှတ်ထားတဲ့သတင်းတွေထွက်လာနေသလိုတက်ချုပ်နေရာအတွက်လည်းထင်မှတ်မထားတဲ့သတင်းတွေထွက်နေပြန်ပါတယ်အရင်ကတက်ချုပ်နေရအတွက်ဗိုလ်ချုပ်ကြီးကျော်စွာလင်းလို့အတန်ထွက်ခဲ့ပေမဲ့အခုတော့ဒူးတက်ချုပ်ကိုပြက်လွဲနိုင်တယ်လို့ဆိုပါတယ်ဒူးတက်ချုပ်စိုးဝင်းကိုတက်ချုပ်ဖြစ်ပြီးစစ်အာဏာသိမ်းကာလအတွင်းစစ်တပ်ကကျူးလွန်သမျှအတွက်တာဝန်ခံခိုင်းမဲ့သဘောလို့လဲစစ်တပ်အတွင်းကပြောနေပါတယ်တက်ချုပ်ဖြစ်လက်မခံမသိရသေးပေမဲ့စိုးဝင်းလက်မခံခဲ့ရင်ရဲဝင်ဦးတက်ချုပ်ကျော်စွာလင်းဒူးချုပ်နဲ့ညှိနှိုင်းကတရားဝင်ကြီးချုပ်ကနေစစ်ဘက်ကိုပြက်လျာပြီးတဲ့စော်မျိုးတင်ဖြစ်လာနိုင်ပါတယ်။အခုအနေအထားဟာ2010နောက်ပိုင်းကာလနဲ့ဆင်တူနေပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်ကကွယ်ဝင်ကြီးနေရာအတွက်ညင်းခဲ့သလိုစစ်ကောင်းဆောင်ခိုင်းတာလောက်ခိုင်းတာမလုပ်ရင်တော့ဗိုလ်ချုပ်တွေကြောင်းထိုးပြီးအနာပေးခံရမယ်သဘောတွေလည်းရှိပါတယ်။မင်းအောင်လှိုင်ကထိပ်ပိုင်းနေရာတွေအတွက်အများမှန်းတဲ့အတိုင်းမဖြစ်အောင်လုပ်ပြမယ်လို့လည်းကြွေးကြော်ထားတယ်လို့သိရပါတယ်။စာဖတ်သူကြီးဦးတန်းရွှေလိုလူတွေကိုတဖြည်းဖြည်းမေ့သွားတဲ့အကွက်ကိုယူကျင်တယ်လို့လည်းတပည့်ရင်းတွေကိုပြောဆိုနေပါတဲ့စစ်ကောင်ဆောင်ကတက်ချုပ်ကာလတလျှောက်လုံးခဲ့သမျှအဖြစ်တွေအပါအဝင်ကြားဖြတ်တဲ့ပတ်သက်တဲ့အဓိကတာဝန်ရှိသူတရက်ခန့်ဖြစ်ကနေပါရှောင်ပြေးဖို့စ조사နေရဆိုပြီးတက်တွင်းမှာသတင်းတွေထွက်ပေါ်နေကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့နိုင်ငံအကြက်အတဲများတက်မတော်ကဥဆောင်ဖြည့်ရှင်ပေးခဲ့တယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံမှာကြုံတွေ့ခဲ့ရတဲ့ထိုက်ကိဖြစ်စေပေါ်ပြောင်းလဲဖို့အခက်ခဲအကြက်အတဲပြကိုတက်မတော်ကပဲဥဆောင်ဖြည့်ရှင်ပေးခဲ့ရကြောင်းနဲ့တမိုင်းကြောင်းများကိုနိုင်ငံသားအားလုံးမှန်ကန်လေးလာသိရှိနားလည်ကြဖို့လိုအပ်ကြောင်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါတယ်။ဒီကနေ့မနက်ပိုင်းကနေပြည်တော်မှာ88နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ထူးဆောင်ပွဲများကြီးမြင့်ခြင်းခမ်းနားမှာဒီလိုပြောလိုက်တာပါ။စစ်ကောင်ဆောင်ကဒီလိုပြောပေမဲ့2021ဖေဖော်ဝါရီမှာမဲမတမာမှုအကြောင်းပြပြီးဒီမိုကရေစီနီးကျရွေးကောက်တင်ပြထားတဲ့အရှက်သားအစိုးရထံမှအာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံအတွင်းလက်နက်ကင်ပဋိပက္ခတွေပုံမှုကျပြန့်လာမှုစီးပွားရေးချွတ်ချုံကြမှုနဲ့အတူပြည်သူလူထုမှာအကြက်တဲမျိုးစုံနဲ့ရင်ဆိုင်နေရပါတယ်။နိုင်ငံနဲ့ပြည်သူကောင်းရာကောင်းကျိုးကိုမလိုလားတဲ့ပြည်ပနိုင်ငံတချို့နဲ့စဉ်းစားတွေးခေါ်မှုနဲ့ပါပြီးလမ်းမလိုက်နေကြတဲ့ပြည်တွင်းလက်နက်ကိုင်ဖွဲ့စည်းတချို့အတိကျတဲပါတဲ့အကြက်ဖက်သမားတွေနဲ့အားပေးထောက်ခံသူတွေကြောင့်အခုချိန်မှာအောင်မြင်တဲ့လောက်မအောင်မြင်ဘူးလို့လည်းစစ်ကောင်ဆောင်ကအပြစ်တင်ပါတယ်။ဒါပေမဲ့၎င်းချင်းမြင့်တဲ့ဂုံတူးဆောင်ပွဲရရှိသူတွေကနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသူတွေအသိပညာအတတ်ပညာနဲ့နိုင်ငံကိုဗတ်ပေါင်းစုံမှာတိုးတက်အောင်ဆောင်ရွက်နေကြသူတွေလို့ဆိုပါတယ်။ဒါအပြင်ကမ္ဘာနဲ့ရှင်ပေါင်းတန်းနိုင်ပြီးတမန်ရိုးကြစစ်ပွဲများဆင်နွှဲနိုင်ဖို့နဲ့ကမ္ဘာနိုင်ငံ၏ဇက်ခုံပေါ်မှာအသုံးချကံမဖြစ်စေရေးအတွက်ခင်မီတက်တိဆောက်ရေးကြိုးပမ်းနေကြောင်းလည်းစစ်ကောင်ဆောင်ကထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီးကြက်ခိုင်ပါတီကိုဥပဒေနဲ့ကာကွယ်ပေးကပါတီငယ်များကို UEC ဥက္ကဋ္ဌဦးတန်းစိုးပါဇက်ပိတ်ခိုင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌဦးတန်းစိုးကနိုင်ငံရေးပါတီများအနေနဲ့ပြိုင်ဘက်ပါတီများနဲ့ကိုယ်စားလှယ်များကိုစော်ကားပုတ်ခတ်ပြောဆိုပါကရာဇဝတ်ကြောင်းအရအရေးယူမယ်လို့ပြောကြားလိုက်ခြင်းကစစ်တပ်ကြောတောင်နောက်ခံပြုကြက်ခိုင်ပါတီ USDP ကိုဘယ်သူမှဝေဖန်ထောက်ပြလို့မရအောင်ဥပဒေနဲ့အကာအကွယ်ပေးဖို့ကြိုးပမ်းလာခြင်းဖြစ်တယ်လို့နိုင်ငံရေးလေးလာသုံးသပ်သူတွေကထောက်ပြပါတယ်။ဇန်နဝါရီ9 ရက်နေ့ကနေပြီးတော့မှပြုလုပ်တဲ့နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပွဲမှာဦးတန်းစိုးကမဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေမှာတစ်ဖက်ပါတီကိုနှိမ်ချပုတ်ခတ်ခြင်းဟာကျင့်ဝတ်သိက္ခာမဲ့တဲ့လှုပ်ဆောင်ချက်ဖြစ်ပြီးရွေးကောက်ပွဲဆိုင်ရာတရားမဲ့ပြုကျင့်မှုတွေလည်းဖြစ်မြောက်နိုင်ကြောင်းပြင်းပြင်းထန်ထန်တတိပေးခဲ့တာဖြစ်ပါတယ်။ပုတ်ခတ်စော်ကားမှုခေါင်းစဉ်အောက်မှာချင်းချမှုအဆိုပါပြောကြားချက်အပေါ်နိုင်ငံရေးလေးလာသုံးသပ်သူတွေကဝေဖန်ထောက်ပြရာမှာဦးတန်းစိုးရဲ့စကားလုံးတွေကပုံမှန်စည်းကမ်းထိန်းသိမ်းမှုထက်ကျော်လွန်ပြီးချင်းချမှုတစ်ခုဖြစ်နေရလို့ဆိုပါတယ်။ရာဇဝတ်ကြောင်းများပြစ်မှုမြောက်နိုင်တယ်လို့ထည့်သွင်းပြောခဲ့တာကကြမ်းခိုင်ပါတီရဲ့မတမာမှုတွေကိုထောက်ပြဝေဖန်နေတဲ့ပါတီငယ်တွေနဲ့တက်သီးပုဂ္ဂလကိုထောက်ပြဝေဖန်နေတဲ့ပါတီငယ်တွေနဲ့တက်သီးပုဂ္ဂလတွေကိုပါဇက်ပိတ်ခါထားတယ်ဆိုပြီးပြောလိုက်တာပါပဲငါတို့လုံနေတာကိုမင်းတို့ဘာမှပြောပိုင်ခွင့်မရှိဘူးဆိုပြီးအာဏာရှင်ဆန်ဆန်လုံးလိုက်တာပါပဲမတရားတဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်နေတဲ့သူတွေခန့်ဖော်လို့တိုက်ခိုက်လေးလာသူတို့ကတော့ထောက်ပြပါတယ်ထိုင်းနိုင်ငံမဲဆောက်ပြုတ်ကိုတိတ်ရှောင်လာတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကလည်းလက်ရှိပါအင်အားကြီးဆုံးတဲ့စစ်တပ်ကကြောတောက်ခံပေးထားတဲ့ကြက်ခိုင်ရဲ့အားနည်းချက်တွေဒါမှမဟုတ်ရွှေကောက်ပွဲအတွင်းမတမာမှုတွေကိုတခြားပါတီတွေကထုတ်ပြောလာရင်ပုတ်ခတ်စော်ကားမှုဆိုတဲ့ခေါင်းစဉ်တက်ပြီးဥပဒေနဲ့နှိပ်ကိုဖို့လမ်းစာရှာတာဖြစ်တယ်လို့သုံးသပ်ပါတယ်။အခုလိုမျိုး UEC ဥက္ကဋ္ဌပြောကြားချက်တွေကလက်ရှိအင်အားအကောင်ဆုံးလို့သတ်မှတ်ထားတဲ့ကြက်ဖို့ပါတီရဲ့မရှိရဲ့ဂုဏ်သိက္ခာကိုမထိပါဖို့တတိပေးခြင်းဖြစ်တဲ့အပြင်အထူးကြောင့်ရွှေကောက်ပွဲအပိုက်တစ်ရလက်အပေါ်ကကွယ်ခြင်းတဲ့အပိုင်းတက်မှာကြံဖို့ပါတီကနေရာများစုအနိုင်ရထားချိန်မှာဝေဖန်သူတွေနဲ့ကန့်ကွက်သူတွေကိုနှုတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်းလေ့လာသူတွေကထောက်ပြပါတယ်။အတိုင်းခံကင်းမဲ့နေတဲ့အတူရောင်ရွှေကောက်ပွဲမှာပါတီငယ်တွေနဲ့တတိပုဂ္ဂလတွေကမဲမတမာမှုကိုထောက်ပြကြပါတယ်။အဲ့ဒါကိုတရားမဲ့ပြုကျင့်မှုခေါင်းစဉ်နဲ့အရေးယူမယ်လို့ချိန်ချောက်တာကစစ်တပ်နဲ့ကြန့်ခိုင်ဟာတပ်သားတွေဖြစ်နေတယ်ဆိုတာကိုထပ်ပြလိုက်တာဖြစ်ပါတယ်။စစ်ကော်မရှင်က၎င်းတို့ရဲ့အတူရောင်ရွှေကောက်ပွဲကိုတရားမျှတတယ်လို့ကမ္ဘာကိုပြသဖို့ကြိုးစားပေမဲ့မြေပြင်မှာမတမာတဲ့ကြိုတင်မဲတွေဝန်တန်းမိသားစုတွေကိုအကြက်ကိုက်ခြင်းတွေနဲ့ပတ်သက်ပြီးတတိပြထွက်ပေါ်နေချိန်မှာ UEC ဥက္ကဋ္ဌကသာအခုလိုပြောကြားချက်ကအတူရောက်တာဖြစ်တယ်ဆိုတာကိုဝန်ခံလိုက်တာဖြစ်ပါတယ်။နိုင်ငံရေးလေးလာသူတွေကဦးတန်းစိုးရဲ့ညွှန်ကြားချက်တွေကရွှေကောက်ပွဲအတွင်းပြိုင်ဘက်များအကြားပေါ်တိုက်မှုမရှိစေဖို့ထိန်းချောင်းခြင်းတက်၎င်းတို့စိတ်ကြိုက်ပုံပေါ်ထားတဲ့ကြံ့ခိုင်ပါတီကိုဘယ်သူမှလက်ညှိုးထိုးဝေဖန်လို့မရအောင်ဥပဒေနဲ့အကာအကွယ်ပေးလိုက်ခြင်းသာဖြစ်ကြောင်းတညီတညွတ်ထဲသုံးသပ်ထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့နိုင်ငံတကာအတိုင်းဝိုင်းရဲ့အတိမတ်ပြုခြင်းမခံရတဲ့စစ်ကောင်ဆောင်ကအကျိုးစီးပွားဘက်နိုင်ငံအချို့ရဲ့လွတ်လပ်ရေးနဲ့တဝန်လာတွေကိုဝါဒဖြန့်ဂုဏ်ယူနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က၎င်းကိုမြန်မာနိုင်ငံရဲ့ရှားရီသမရဖြစ်ခံယူပြီးအကျိုးစီးပွားဘက်တွေကချုပ်ကပေးပို့လာတဲ့လွတ်လပ်ရေးနဲ့တဝန်လာတွေကို၎င်းတို့ရဲ့ဝါဒဖြန့်သတင်းစာတဲ့ရှုပ်တံတွေရတစစ်ဂုဏ်ယူပွဲရဖော်ပြလျက်ရှိပါတယ်။ဇန်နဝါရီလ4 ရက်နေ့မှာကြာရောက်တဲ့88ကြိမ်မြောက်လွတ်လပ်ရေးနေ့အတွက်တဝန်လာများပေးပို့လာတဲ့နိုင်ငံတွေမှာလာအိုကမ်ဘောဒီးယားနီဘောနဲ့ရုရှားတို့အပါအဝင်ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်းနိုင်ငံအချို့ဖြစ်ကြောင်းသိရပါတယ်။အဆိုပါနိုင်ငံများထဲမှာဘယ်လာရုဥဇဘက်ကစ္စတန်ကာဇက်စတန်တို့ပါဝင်တယ်လို့လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်တာဝန်ယူထားသူရဲ့ပံ့ပိုးမှုကိုလည်းဖော်ပြထားပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့တရုတ်အိန္ဒိယထိုင်းနိုင်ငံတို့နဲ့အခြားသောကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းအဝန်ရဲ့တဝန်လာပေးပို့မှုတွေကိုစစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်များမှာတွေ့ရှိရခြင်းမရှိပါဘူး။စစ်ကောင်မရှင်ထံတဝန်လွှာပေးပို့တဲ့နိုင်ငံအချို့ကအာဏာသိမ်းပြီးနောက်ပိုင်းစစ်အုပ်စုကိုအားပေးကူညီထောက်ခံနေတဲ့အကျိုးစီးပွားဘက်နိုင်ငံတွေဖြစ်တယ်လို့ပြည်သူလူထုကိုအကြမ်းဖက်နေရမှာအသုံးပြုတဲ့လက်နက်ခဲယမ်းနဲ့နည်းပညာတွေကိုရှောင်ချပေးနေတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။အခြားတစ်ဖက်မှာအမေရိကန်နိုင်ငံကမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေချက်ချင်းရပ်ဆိုင်ဖို့လူသားချင်းစာနာမှုအကူအညီတွေကိုအဟန့်အတားမရှိပေးရခွင့်ပြုဖို့နဲ့မတရားဖမ်းဆီးခံထားသူတွေကိုပြန်လွှတ်ပေးဖို့စစ်ကောင်မရှင်ကိုတိုက်တွန်းထားပါတယ်။အမေရိကန်နိုင်ငံအနေနဲ့မြန်မာပြည်သူများလိုလားတောင်းတနေတဲ့ငြိမ်းချမ်းသောတရားမျှတသောတာယာဝပြောသောအနာဂတ်တရထူထောင်နိုင်ဖို့အတွက်ဆက်လက်ကူညီသွားမယ်လို့တန်ဋိဌာန်ချထားကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးကလွတ်လပ်ရေးနေ့တဝန်လာမှာထည့်သွင်းပြောကြားခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်